လက်ရည်နေအလံထောင်မှုအုပ်ချုပ်ရေးအဖွဲ့တချို့အလံတစ်ခု1000နဲ့ရောင်းချ2026ခုနှစ်ဇန်နဝါရီ4ရက်မှာကြာရောက်မဲ့88ကြိမ်မြောက်လွတ်လပ်ရေးနေ့မှာနေအိမ်တွေဆိုင်ငန်းတွေစိုက်တွဲတွေစိုက်ကားတွေလိုင်းကားတွေမှာမြန်မာနိုင်ငံတော်အလံထောင်ကြဖို့အုပ်ချုပ်ရေးအဖွဲ့တွေကဖိအားပေးနေတယ်လို့သတင်းရှင်းမြစ်တွေကပြောပါတယ်။တင်ငန်းကျွန်းတောင်တကုံရွှေပြည်သာမြောက်တကုံစားရိတ်မြို့နယ်တွေမှာအုပ်ချုပ်ရေးအဖွဲ့တွေကအစည်းအဝေးနဲ့ခေါ်ပြောတာအတန်ချဲဆက်နဲ့လိုက်ကြညာတာမျိုးနဲ့ရက်ကွက်တွေကိုအသိပေးတာမျိုးရှိတယ်လို့မြို့ကန်တွေကပြောပါတယ်။တောင်တကုံမှာတော့အိမ်တွေကိုအလံထောင်မှုပြောတာတော့မရှိဘူးသူတို့နိုင်တာကတော့စိုက်တွဲတွေပဲလေမထောင်ရင်အသိမ်းခံရမှာကြောက်လို့ဒီဘက်ကစပြီးတော့အလံထောင်နေကြပြီလို့တောင်တကုံမြို့ကန်ကပြောပါတယ်တင်ငန်းကျွန်းမြို့နယ်မှာတော့နေအိမ်တွေမှာပါအလံထောင်မှုကြေညာတာရှိတယ်လို့သိရပါတယ်မြောက်တကုံဘက်မှာတော့လမ်းမရန်တွေကဆိုင်ငန်းတွေမှာအလံတွေထောင်ရမှာဖြစ်ပြီးအုပ်ချုပ်ရေးဖွဲ့တွေကအလံတစ်ခု1000ကျပ်နဲ့လိုက်ပြီးတော့ရောင်းနေတယ်လို့လည်းမြို့ကန်တွေကပြောပါတယ်မထောင်ရင်ဘာလုပ်မယ်လို့တော့မပြောပါဘူးဒါမဲ့ဆိုင်တွေကလည်းကြောက်တော့ဝဲကြရတယ်လေဆိုပြီးတော့သူကပြောပါတယ်အရင်နှစ်လွတ်လပ်ရေးနေ့တွေမှာလိုင်းကားတွေစိုက်တွဲတွေမှာသာအလံထောင်ကြရပေမဲ့ဒီနှစ်လိုမျိုးမဖြစ်မနေလုပ်ရမယ်ဆိုတဲ့ဖိအားပေးတာမျိုးမရှိခဲ့ဘူးလို့မြို့ကန်တွေကပြောပါတယ်